စုပိုင်ကအမေရိကမှနေထိုင်ပြီးအလုပ်ကိုင်မေမေရရှိတဲ့စင်ငယ်လေးပါသူဟာကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်သူလှုပ်လှုပ်နေတဲ့ကုမ္ပဏီပိုင်ရှင်ရဲ့သမီးကသူ့ကိုရမ်းကြိုက်လို့လိုက်ပုံနေပေမဲ့ရိုးသားကြိုးစားတဲ့စုပိုင်လေးကတော့နိုးပါပဲတားဖာနှစ်ယောက်လုံးရှိမှသူကအိမ်တော်ပြုတော့မှလို့ပြောပြီးညှင်းချလိုက်တာပါဒါကိုကြားသွားတဲ့ရုံးပြင်ကဘော်ဒါတွေဟာသူလက်ထပ်ဖို့အကုန်လိုက်စီစဉ်နေမိမယူပြီးနေဖို့အိမ်တလုံးရင်ဝယ်ပြီးအိမ်ထဲမှာထည့်ဖို့ပရီဘောကတွေဝယ်ဖို့ဘော်ဒါတွေနဲ့ shopping ထွက်တယ်သူ့အိမ်ကလူတွေကလည်းမင်္ဂလာဆောင်မှာဝတ်မဲ့ဝတ်စားနဲ့လက်ဝတ်ရတနာတွေဝယ်ဖို့ shopping ထွက်တယ်အားလုံးစီစဉ်ပြီးတဲ့နောက်မင်္ဂလာပွဲကျင်းပဖို့မိဘတွေစီပြန်လာခဲ့တယ်ပြန်ကန်ဒီတငယ်ချင်းမြင့်သူကသူမှထားတဲ့ပါဆယ်လေးတက်ခိုင်းခဲ့လို့တည်လာခဲ့ရပါသေးတယ်သူတို့မိသားစုအားလုံးကစားကြရပြင်ဆင်ပြီးပေမဲ့သူတို့သမီးကဘသူဖြစ်မှန်းမသိကြသေးပါဘူးစိုးပိုက်ကိုယ်တိုင်တောင်သူ့သူတို့သမီးကဘသူမှန်းမသိပါဘူးမိဘရင်ရောက်မှသူတို့စီစဉ်ထားတဲ့သူတို့သမီးရောက်20နဲ့တွေ့ပြီးတယောက်ရွေးချယ်ရမှာပါလေမော်ကအစင်းမှာသူ့ရဲ့ပါဆယ်ကိုဖွင့်စစ်တော့အထက်ကလူကြီးကစားစရာအဆုံထွက်လာလို့စိုးပိုက်တယောက်ရှက်ကွဲခဲ့ရပါသေးတယ်အင်းရောက်ချင်းပဲပထမဆုံးသူတို့သမီးကိုမိသားစုလိုက်သွားတွေ့ကြတယ်သူတို့သမီးနဲ့9မိနစ်လောက်စကားတိုက်ပြောပြချိန်မှာသူနဲ့အဆင်ပြေလို့ယူဖို့လုပ်နေလို့မိသားစုကဝင်တားလိုက်ရတယ်ဒုတိယတယောက်ကိုတွေ့ဖို့သွားကိုကြီးကသူနဲ့ဇာတာမကိုက်တဲ့ကောင်မလေးရဲ့စာအိတ်ကိုပြန်ပေးဖို့ပြောတယ်စာအိတ်ထဲကဓာတ်ပုံကိုထုတ်ကြည့်လိုက်တော့ကောင်မလေးကရမ်းလာနေပေမဲ့မိဘတွေကဇာတာမကိုက်ဘူးလို့ပြောထားလို့စာအိတ်ပြန်သွားပြီးတော့ဒီစိတ်မှာသူ့ရဲ့ပါဆယ်ကိုစစ်ခဲ့တဲ့လူကြီးနဲ့ထပ်ဆုံနေဖြစ်ချင်တော့အဲ့ဒီလူကြီးကစာအိတ်ထဲကကောင်မလေးရဲ့ဖေပါပဲစာအိတ်ထဲမှာသူ့သမီးဓာတ်ပုံပြန်ပါမလားလို့ဓာတ်ပုံကိုမရမကတင်းပြတ်ရှာခိုင်းနေစိုးပိုင်လည်းမြင့်သူကိုပေါင်ထားခဲ့ပြီးဆိုင်ကပြန်လှည့်ကလမ်းမလိုက်ရှာတော့မိုက်ပုံနားမှာဓာတ်ပုံကိုတွေ့လိုက်တယ်ဓာတ်ပုံကောက်ဖို့ဆင်းလာတော့အနာကနွားတကောင်ကဓာတ်ပုံကိုစားပစ်တယ်နောက်နေ့မှာပုံထဲကကောင်မလေးရှိတဲ့နေရာကိုလိုက်ပြီးဓာတ်ပုံတောင်းဖို့လုပ်တယ်ကောင်မလေးနာမည်ကတီတီပါတီတီကသူမေးတဲ့မိကွန်းကိုဖြစ်နိုင်ရင်ဓာတ်ပုံပေးမယ်လို့ပြောတယ်မိကွန်းကတော့အိမ်တော်တဲ့ဘွားကနေဘာတွေမျှော်လင့်ထားလဲဆိုတာပါပဲစိုးပိုင်ပြေတာကိုသဘောမကျလို့ဓာတ်ပုံမပေးပါဘူးနောက်ထပ်သတို့သမီးလောင်တယောက်နဲ့တွားတွေ့တော့သူ့ကိုမတ်တီတီမေးခဲ့တဲ့အိမ်တော်တဲ့ဘွားကနေဘာတွေမျှော်လင့်ထားလဲဆိုတဲ့မိကွန်းကိုပဲပြန်မေးလိုက်တယ်နောက်နေ့မှာအဖေရောသမီးစီကပါဓာတ်ပုံမရလို့မတ်တီတီမေးစီဓာတ်ပုံသွားတောင်းကြတယ်အဲ့ဒီမှာချစ်ခောက်လဲတဲ့မတ်တီတီနဲ့တွေ့ပြီးသူ့ခန္ဓာကိုယ်ကသူတယောက်တည်းပိုင်တာမဟုတ်ဘူးဆိုတဲ့စကားကိုကြားလိုက်ရပြန်တယ်နောက်နေ့သတို့သမီးလောင်တယောက်နဲ့တွားတွေ့တော့ကောင်မလေးကစပွဲနဲ့ဝင်တိုက်မိတာကိုတွေ့ပြီးမင်းခန္ဓာကိုယ်ကမင်းတယောက်တည်းပိုင်တာမဟုတ်ဘူးငါလည်းပိုင်တယ်လို့ပြောလိုက်တော့ကောင်မလေးကသူ့ကိုနှာဘူးစကားတွေပြောတယ်ဆိုပြီးမောင်းထုတ်တယ်အငင်းခံလိုက်ရလို့ပြန်လာတော့လမ်းမှာမတ်တီတီနဲ့တွေ့ပြန်တယ်ကားတူလိုက်စီရင်နေထွက်တာနဲ့နေဝင်တာဘာကိုကြိုက်လဲလို့မေးတယ်စိုးပိုင်ကနေထွက်တာကိုကြိုက်တယ်လို့ဖြေတော့မတ်တီတီကနေဝင်ပြီးမှအမောင်ကပါကိုရောက်တာမို့နေဝင်တာကိုကြိုက်တယ်လို့ဆိုပြန်တယ်စိုးပိုင်တယောက်မတ်တီတီရဲ့ပြက်လုံးတစ်ဆက်တဲ့နေရာတွေကိုသွားပြီးမတ်တီတီနဲ့ပဲတူတူချိန်ကုန်စိုးတာကြောင့်နှစ်ယောက်သားရင်ကားတဲ့ပိုရင်းနီလာတယ်ဒီလိုနဲ့ပဲနောက်ထပ်သတို့သမီးလောင်တယောက်နဲ့သွားတွေ့တော့နေဝင်တာကြိုက်လားနေထွက်တာကြိုက်လားသူကတော့နေဝင်တာကြိုက်တယ်အမောင်ကပါကနေဝင်ပြီးမှဖြစ်တာလို့ပြောချလိုက်မိတယ်သူကိုတနာယူနှာဘူးကောင်ဆိုပြီးမောင်းထုတ်လိုက်ကြပြန်ပါပြီကိစ္စတွေဒီလိုဖြစ်လာတော့စိုးပိုင်ဖေကအိမ်အောင်မဲ့ဆက်မတွေ့ခိုင်းတော့ပဲစိုးပိုင်ကြိုက်တယ်ဆိုတဲ့ပထမဆုံးကောင်မလေးနဲ့ပဲစိစက်ပေးဖို့လုပ်တယ်စိုးပိုင်ဟာသူတကယ်ကြိုက်တာမတ်တီတီဆိုပြီးမတ်တီတီဖေးစီပြေးပြီးသဘောတူပေးဖို့ရက်တလုံးနဲ့လက်ထိုးတယ်မနေ့၈နာရီသူ့ကိုအကြောင်းပြန်ပေးဖို့ပြောပြီးအိမ်ပြန်လာခဲ့တယ်နောက်နေ့မှာတီတီဖေကဖုန်းမဆက်ခဲ့ပါဘူးစိုးပိုင်မိဘတွေကစိစက်ပွဲကျင်းပမဲ့နေရာကိုသွားပေမဲ့ဟိုမှာဘယ်သူမှရှိမနေခဲ့ပါဘူးစုံစမ်းလိုက်တော့မှမတ်တီတီရဲ့ဖေကသတို့သားကအချစ်မကောင်းမှုလို့ပြောလိုက်တာကြောင့်သတို့သမီးဘက်ကစိစက်ပွဲဖျက်သိမ်းလိုက်ကြောင်းသိလိုက်ရပါပြီစိုးပိုင်ရဲ့မိဘတွေနဲ့ညီကိုတွေကမတ်တီတီအိမ်ကိုသွားပြီးတောင်းကျမ်းကြပါတော့တယ်မတ်တီတီဖေကရဲကိုအကြောင်းကြားလိုက်တော့တမိသားစုလုံးရဲစခန်းရောက်သွားတယ်ရဲစခန်းမှာမှုရင်ဆိုင်တော့စိုးပိုင်ကရင်ကတွေ့ခဲ့တဲ့သတို့သမီးလောင်းတွေပါရောက်လာပြီးသူတို့ကိုမေးတဲ့မိကုန်းတွေအကြောင်းပြောပြကြတာစိုးပိုင်ရောမိဘတွေပါရှက်ပြန်ခွဲပါတော့တယ်မတ်တီတီဖေကစိုးပိုင်ကိုညာတွင်ချင်းအမေရိကကိုပြန်ဖို့ရင်အမှုပိတ်ပေးမယ်လို့ပြောတာကြောင့်အိမ်ကသူ့ကိုပြန်ဖို့တယ်ကိုရောက်သွားပေမဲ့မတ်တီတီရဲ့ပြက်လုံးတင်ဆက်တာတွေကိုကြည့်ရင်အိမ်တော်ရေးဆိုတဲ့ယာကြီးကိုရိမ်မက်သက်မဲ့တော့နားလည်လာပါပြီတနေ့မှာတော့သူတို့ကုမ္ပဏီနဲ့ပူးပေါင်းမှာကိုတစ်ဖက်ကုမ္ပဏီကပဲချတယ်ဒီပြဿနာကိုစိုးပိုင်ကတစ်ဖက်ကုမ္ပဏီရဲ့ခေါင်းဆောင်မိန်းကလေးနဲ့ဘောလုံးကန်ရင်ဖြေရှင်းတယ်ကောင်မလေးနဲ့သူလည်းညှိသွားသလိုကောင်မလေးမိဘတွေကလည်းသူ့မိဘတွေစီလာပြီးစစ်ဆက်နေပါပြီကောင်မလေးနဲ့စစ်ဆက်ဖို့နောက်ရက်ကျရင်အိန္ဒိယကိုပြန်လာခဲ့ဖို့မှာတယ်စိုးပိုင်ကအိန္ဒိယကိုပြန်ရမယ်ရက်ချင်းမတိုင်ခင်ကြိုပြန်လာပြီးတီတီကိုလူကောင်လုံးမပြပဲဖုန်းနဲ့လိုက်ဖို့ပြန်တယ်သူမတ်တီတီစီကဖြစ်တောင်းနေတဲ့ချိန်မှာသူ့ရဲ့မိဘတွေကမတ်တီတီဖေကိုသူ့သားရဲ့မင်္ဂလာပွဲဖိတ်စာကိုပေးခဲ့တယ်နောက်နေ့အဖြစ်ပေးဖို့စိုးပိုင်ချိန်ထားတဲ့နေရာကိုရောက်လာတဲ့သူကတော့မတ်တီတီမဟုတ်ပဲစိုးပိုင်ရဲ့မိဘတွေပါပဲဒီလိုနဲ့ပဲမိဘတွေကိုမလွန်ဆန်နိုင်တဲ့သားလိမ္မာလေးစိုးပိုင်ရဲ့မင်္ဂလာပွဲကျင်းပမဲ့အချိန်ကျရောက်လာပါပြီမင်္ဂလာပွဲမှာပြက်လုံးတင်ဆက်ဖို့အတွက်သတို့သမီးငါးထားတဲ့သူကတော့မတ်တီတီဖြစ်နေတယ်မတ်တီတီကစိုးပိုင်ရဲ့အကြောင်းပြန်ပြောပြပြီးမျက်ရည်တွေနဲ့စင်မော်ကဆင်သွားတယ်စိုးပိုင်လည်းမိဘတွေကိုမတ်တီတီနောက်လိုက်သွားဖို့ခွင့်တောင်းတော့အဖေကသတို့သမီးခွင့်ပြုရင်လုပ်ဖို့ခွင့်ပေးတယ်စိုးပိုင်ခွင့်တောင်းတာကိုသတို့သမီးကသဘောတူတာနဲ့မတ်တီတီစီလိုက်သွားခဲ့တယ်မတ်တီတီနဲ့လက်ထပ်လိုက်ပြီးအမေရိကကိုလိမ်မြန်ညှစ်စီပြီးပြန်သွားလိုက်ပါတော့တယ်ဇလန်လီကတော့ပြီးပါပြီလက်တီဘွားမှာတော့စိုးပိုင်လိုဆောင်းတပွေကြမပြတ်မသားလို့ရင်ပါရှိစိတ်ကွက်သွားနိုင်ပါတယ်ဒါပေမဲ့ဘောစီဆိုရင်တော့ငါးဘွေကိုတပြိုင်နက်တည်းတွဲလဲအဆင်ပြေပါပါအစုံထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်